ယောက်ျားတိုင်းလိုလိုချင်းချင်းနဲ့မတ်မောတဲ့မိန်းမဆိုတာယောက်ျားတစ်ယောက်ကပြောတယ်။မိန်းကလေးတစ်ယောက်ဟာတိတ်ချောတိတ်လာစရာမလိုလူကြားသူကြားတဲ့ခေါ်ထွက်လို့ရပြီ။အိမ်အပြန်ခေါ်ပြန်လာလို့ရရင်ရတယ်။ချစ်ခဲ့မှုတဲ့အတိတ်ကိုငါလိုက်မမေးဘူးဒါပေမဲ့ငါနဲ့တွေ့ပြီးတဲ့နောက်ငါတစ်ယောက်ထဲကိုပဲကောင်းကောင်းချစ်ရ။အလုံးလုံးချင်းအလုံးတစ်ခုကိုရှာလို့နိုင်တယ်။မလို့ချင်းအိမ်မှာပဲအိမ်ရှင်မအဖြစ်ပြီးပြီးသားသားနေ။နင့်ကိုငါယူရဲရင်နင့်ကိုကျွေးနိုင်တဲ့အာငါမှရှိ။တခြားလူလောက်ငါချမ်းသာခြင်းမှချမ်းသာမယ်ဒါပေမဲ့တခြားလူနင့်ကိုပေးနိုင်တဲ့အရာငါလည်းပေးနိုင်။နင့်အနားမှာငါနေတိုင်းအပေါ်ပြုနိုင်ခြင်းမှပြုနိုင်။ဒီအိမ်အတွက်ငါအပြင်ထွက်ရုန်းကန်ရမယ်ဒါပေမဲ့ငါဖုံးမယ်တော့မှပိတ်မထားဘူးဘယ်အချိန်ဖြစ်ဖြစ်ငါ့ကိုနေရှာတွေ့နိုင်ကြတငယ်ချင်းတစ်တိုင်းနဲ့ငါထွက်တော့ဖြစ်တဲ့ခါတိုင်းနင့်ကိုငါခေါ်သွားမှာဒါပေမဲ့ခန်းခန်းနာနာကျင်းပတဲ့ပွဲမှန်တယ်နင့်ကိုငါဂုံရှိရှိရွဲခေါ်ပြီးလူတွေနဲ့မိတ်ဆက်ပြီးရတချို့ကပြောတယ်မိမယူတာထမင်းချက်အဝိရှော်ကလေးထိတ်ငါတော့ဒီလိုမထင်ဘူးအိမ်မိုးကိစ္စတွေကိုငါခွဲဝေကူလုပ်ပေးနိုင်ဒါပေမဲ့ငါလုပ်တယ်ဆိုပြီးနင်မလုပ်တော့တာမဖြစ်ပါဘူးဝမ်းနေတဲ့ဘလို့ကိစ္စမျိုးမဆိုငါ့ကိုနင်ပြောပါငါရဲ့ခိုင်ခန့်တဲ့ပခုံးနဲ့နင့်ကိုငါမိပေးငါမှယောက်ျားမှန်ဆိုတာရှိတယ်အပြင်မှာငါမိတ်ဆွေတငယ်ချင်းတွေရှိတယ်ငါ့ကိုမျက်နှာသာပြီးကိုမွေးရတယ်အိမ်မှာနင့်ကိုငါမျက်နှာသာပေးထားနင်ရန်ရင်ချက်ဖို့ငါမလို့ရင်ချက်တဲ့မိမတယောက်ကအရန်မိုးရတယ်ငါ့ကိုနင်ချွဲနှဲလို့ရတယ်နင့်ကိုဂယုစိုက်ကာကွယ်တာဟာငါရဲ့အသက်တာကောင်းတယ်တစ်ချိန်ချိန်မှာငါပတ်စံမရှိသွားတော့တဲ့အခါမှာငါရဲ့အရေးချင်းကိုနင်အကဲမဖြစ်ပါဘူးဘဝဆိုတာဘုံလုံးတစ်လက်မဖြန်တစ်လက်ပါငါတို့ဖြတ်တန်းနေရတာနေ့ရက်တွေမှာငွေကြီးကိုဖြတ်တန်းနေတာမဟုတ်ဘူးမိန်းကလေးတွေလိုချင်တာသိမများပါဘူးယောက်ျားလေးတွေလိုချင်တာလည်းသိမများဘူးလိုချင်တာချင်းတူချင်မှလည်းတူလိမ့်မယ်ဆိုရင်ချစ်ချင်းမြတ်တာထွက်ရှိဖို့တည်တံ့ခိုင်မြဲဖို့